စိုးလိုက်တာဂိမ်းဆော့တော့လဲကျယ်ရီကျွေမနှက်ပြန်ပွဲကိုလည်းမလိုက်ရအောင်ချီတွင်ကတူးရအောင်မယ်အဲ့ဒီချီတွင်ထဲပဲခုံချပြီးတေးလိုက်တာပိုကောင်းတယ်အိုးဟိုတေးလို့မဖြစ်သေးပါဘူးငါဒီတော့ယူမတွေကိုချီပန်းတေးအောင်လှုပ်ပြစ်မယ်ဝမ်းနှုတ်ဆေးတွေခတ်ပြစ်မယ်အဲ့ဒီလိုနဲ့စင်ဒရဲလာလေးလဲသူချက်ထားတဲ့ညစာတွေကိုသားမိ၃ယောက်ကိုကျွေးလိုက်ပါလေရောမနေ့ပြန်တော့ရက်မိုက်တဲ့ဝစ်စုံဝတ်မရမယ်နော်ငါသိတယ်နေမရှိနဲ့မနှက်ပြန်မင်းသားလေးကငါ့ကိုခေါ်ထားတော့မှာအဲ့တော့ငါအထုပ်တွေကုန်တခါလေးယူသွားမယ်တော်ကြဆန်မင်းတောက်ငါယူမှာငါအသက်ကြီးပေမဲ့မပြက်စီးသေးဘူးဟာအမေမင်းသားလေးကသမီးတို့အတွက်လေစင်ဒရဲလာကတော့သားမိ၃ယောက်ကြီးပန်းမဲ့အချိန်ကိုစောင့်နေရပေါ့ဒါပေမဲ့ဟင်းတွေရဲ့အယောင်ကမြန်မာလူကြီးပြောင်းသွားတာမလို့သားမိ၃ယောက်လုံးလည်းတတိထားမိသွားပါလေရောဟဲဟင်းတွေမှာအစိတ်တွေပါတယ်အစိတ်တွေဟဲ့စင်ဒရဲလာနင်ငါတို့အားလုံးအစိတ်ခတ်တက်ဖို့လုပ်နေရပါလေမဟုတ်ဘူးနော်အဲ့ဒါအစိတ်မဟုတ်ဘူးဝမ်းနှုတ်ဆေးလေးပဲနည်းနည်းထဲမိရပါအစိတ်မဟုတ်ရပါဘူးဘာဝမ်းနှုတ်စီဟုတ်လားနည်းနည်းထဲလို့တာပေါ့ဟင်းတော့အယောင်ပြောင်းထဲတယ်လာခဲ့ညီးလာခဲ့ဒီနောက်မှာတော့မိတွေးဖြစ်သူဟာစင်ဒရဲလာကိုအခန်းတစ်ခုထဲထည့်လိုက်ပြီးဒီမှာနင့်ပိတ်ထားမယ်9 ရက်9လေးပိတ်မယ်အစာမကျွေးဘူးအငတ်ထားမယ်အရာအလုံးအမောင်ကြကုန်ပြီးညကနေမနှက်တွေကိုရောက်သွားပါလေရော